ဒီနေ့မှာတော့အလောက်ကပြန်လာပြီးပင်ပန်းနေတဲ့သူတွေအတွက်လွယ်ကူရိုးရှင်းပြီးကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ဟင်းလေးတစ်ခွက်ကိုကိုကချက်ပြပေးသွားမှာပါ Ready made teriyaki sauce လေးကိုအရသာပူကောင်းသွားအောင်လို့ခနောကြက်သားမုံလေးထည့်ပြီးချက်လိုက်ပါမယ် teriyaki sauce ကိုအေးခဏလိုက်ပါမယ်ကညွန့်လေးတွေကိုညီအောင်ပြီးရေမင်းဖြောမယ်စီထည့်ပြီးတော့ဆော်လမွန်ငါးလေးတွေကိုအယောင်ယူမယ်ခနောကြက်သားမုံလေးကိုလည်းအပေါ်ကနေဖြူလိုက်မယ်အကြက်ညီအောင်လှန်ပေးလိုက်ပါမယ်ပြီးရင်အပေါ်ကနေ teriyaki sauce ကိုလောင်းလိုက်ပါမယ်ကညွန့်ကြော်တဲ့အခါမှာမီကိုနန်လေးတင်အောင်စပုံးရိုက်ပြီးကြော်ပါမယ်ဒီဟင်းမှာဆယ်မွန်ရဲ့ protein ဓာတ်နဲ့ကညွန့်ရဲ့ fiber ဓာတ်တွေလည်းပါတဲ့အတွက်တစ်ခွက်ထဲနဲ့အာဟာရရှိတဲ့ဟင်းလေးဖြစ်မှာပါရတာတော့ရှယ်ပဲခုချက်ပြီးပြီဆိုတော့ cold press လေးကိုတစ်ချက်သွားပြီးကျူးလာအောင်ဗျာညစာလေးလာပေးရ Oh thank you အရင်စားကောင်းတာပဲ နောက်နေ့မှာဘယ်လိုဟင်းလေးရချက်အောင်လဲဆိုတာစောင့်ကြည့်လိုက်အောင်နော်